တရားရှုမှတ်နေစဉ်ထိုင်လျက်အနေထားနဲ့ခန္ဓာဝန်ချတော်မူခဲ့ပြီးနောက်ယုတ်ကလတ်တော်မှာနှစ်ပေါင်း60ကြာသည့်တိုင်အောင်မပုတ်သိုးမအပ်ကွဲပဲပဂတိအတိုင်းတည်ရှိနေတာကိုဖူးမြော်ကြရတယ်။ယဟန္တာမထေမြတ်လက်ပံအိုင်တောရဆရာတော်ကြီးအရှင်စန္ဒအကြောင်းကိုတင်ဆက်ပေးပါမယ်။အေဒီ1915ခုနှစ်တွင်ကြောက်ပတောင်းမြို့နယ်လက်ပံရွာမှာထူးဆန်းတဲ့ဖြစ်ရကြီးတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီနှစ်1915ခုနှစ်ဖေဖော်ဝါရီလ20ရက်အင်္ဂါနေ့နနက်9:00နာရီအချိန်မှာလက်ပံအိုင်ဆရာတော်ကြီးဦးစန္ဒဟာစံပြုတ်ဆုံးကပ်လူရန်ပြီးနောက်ထုံးစံအတိုင်းပင်တင်မြင်ခွေလျက်တရားမှတ်လေတယ်။ထို့သောတရားမှတ်လျက်အနေအထားအတိုင်းပင်ထူးဆန်းစွာပြန်လည်မှုသွားသဖြင့်လူအများအုပ်အော်တောင်းတွင်ဖြစ်ခဲ့ကြရပါတယ်။ထိုနေ့မတိုင်မီAD 1950ပြည့်နှစ်ဖေဖော်ဝါရီလ19ရက်တနင်္လာနေ့နနက်မှာဆရာတော်ကြီးဟာလက်ထောက်ဦးပစင်းကိုခေါ်ယူပြီးစာတစောင်ရေးခိုင်းလေတယ်။စာပါအကြောင်းအရာမှာလက်ပံအိုင်ကျောင်းတိုက်နဲ့ဆန်လင်းသမျှသောကိစ္စအဝဝကိုလွှဲပြောင်းပေးအပ်ကြောင်းဖြစ်ပါတယ်။ထိုအချက်ကိုရှင်ပညာရှင်တေဇတို့သုံးပါးဆိုင်အတိအမှတ်ပြုကြရတယ်။အခြားတဦးတစ်ယောက်မှကန့်ကွက်ခြင်းမရှိစေရဆိုပြီးဆရာတော်ကြီးကိုရိုင်းလက်မှတ်ရေးထိုးပါတယ်။နောက်တစ်ရက်မှာပဲတရားထိုင်လျက်အနေထားနဲ့ပြန်တော်မူခဲ့တာဖြစ်ပါတယ်။ပြန်တော်မူပြီး3ရက်မြောက်တောက်ချာနေ့မှာခွဲစိတ်ကြည့်ရှုရန်စီမံကြတယ်။သို့တော့9ရက်တိုင်တိုင်ကြံစီစူးစမ်းကြတော့လေမဖြစ်မြောက်ကြသဖြင့်လက်လျှော့ကကျွန်းခေါင်းတွင်ထည့်သွင်းခဲ့ရလေတယ်။အဲ့နောက်ရက်ပေါင်း90ကြာအောင်ပူဇော်ထားခဲ့ပါတယ်။သို့တော်လည်းယုတ်ကလတ်တော်မှာပုတ်တိုးခြင်းမရှိ၍ကြော်စိုးသတင်းဖြစ်ခဲ့တယ်။ထိုအခါကြောက်တောင်းမြို့မရက်ကွက်ရှိဥရာစိန်ကျောင်းတိုင်းမှယဟန်ရှင်လူအများလာရောက်ကယုတ်ကလတ်တော်ကိုပင့်ဆောင်ပြီးရက်ပေါင်း30ကြာမြပူဇော်ကြော့ခဲ့ကြပါသေးတယ်။ဤသို့ဖြင့် AD 1950ခုနှစ်မေလမှာမိပူဇော်ရန်ပြင်ဆင်ကြတယ်။နေ့လယ်ပိုင်းတွင်ယုတ်ကလတ်တော်တင်ထားတဲ့ထင်းမုံကြီးကိုမီးတင်ရှို့တဲ့အခါထင်းမုံကြီးကိုသာမီးလောင်ပြီးကုန်သွားတယ်။ယုတ်ကလတ်တော်ဟာသင်္ကန်းစပင်လောင်ကျွမ်းခြင်းမရှိ။ဒါကြောင့်ကြံရမရကြတော့ပဲတဖန်မှန်ခေါင်းဖြင့်သာထည့်သွင်းလျက်ကုန်းမြင့်ထက်မှာဂူပိမှန်ဆောက်လို့ပူဇော်ကြလေတယ်။တစ်နှစ်လျင်တစ်ကြိမ်မွေးနေ့တိုင်းတပည့်များကသင်္ကန်းလဲလှယ်ပေးခြင်းကိုပြုလုပ်ပေးကြရတယ်။၎င်းအပြင်အညီအချင်းများကိုလည်းတန့်စင်ပေးကြရတယ်။ယုတ်ကလတ်တော်မှာပဂတိအတိုင်းကဲ့သို့ပင်အသားရည်တွေမှာဝင်းဝါလျက်ရှိပြီးအကျိုးများလည်းခက်စိမ့်စိမ့်ရှိတယ်။၎င်းအပြင်သပင်များကလည်းရှည်လာတယ်။ထိုများမကသည်လက်သေးခြေသေးများမှလည်းရှည်လာတတ်ကြောင်းတွေ့ရှိရပါတယ်။ဆရာတော်ကြီးပြန်တော်မူသည်မှာနှစ်ပေါင်း60ကျော်ရှိလာခဲ့ပါပြီ။သို့တော်လည်းယုတ်ကလတ်တော်မှာကျိုးပဲ့ပျက်စီးခြင်းမရှိဆွေးမြေ့ခြင်းလည်းမရှိကြ။လက်ပံအိုင်ရွာဟာကျမောက်တောင်ဆယ်နဲ့နီးတယ်လို့ပြောမှသာနေရာကိုရိတ်စားမိနိုင်မှာဖြစ်တယ်။ကြောက်ပတောင်းမိထီလာကားလမ်းအတိုင်းသွားရင်9မိုင်အကွာမှာစက်ကုန်းကြီးရွာရှိလေတယ်။အဲ့ဒီနေရာကနေမြောက်ဖက်ဆူဆူကိုသွားတဲ့လှဲလန်းကျောင်းရှိတယ်။အဲ့ဒီလှဲလန်းကျောင်းအတိုင်း9ဖာလုံးလောက်သွားရင်ကျမောက်တောင်ဆယ်ရှိတယ်။အနောက်ဘက်မှာတာတမန်ကိုရောက်မှာဖြစ်တယ်။အဲ့ဒီတာတမန်လမ်းအတိုင်းဆက်သွားရင်သဲပုတ်တောကိုရောက်တယ်။အဲ့ဒီကနေအနောက်မြောက်ဆူဆူ2မိုင်အကွာမှာလေခွရွာရှိတယ်။ချောင်းတစ်ဖက်ကမ်းမှာလက်ပံအိုင်ရွာရှိတယ်။အဲ့ဒီနေရာမှာရွာထိပ်ဂူပိမှန်ရှိတယ်။လက်ပံအိုင်ရွာရဲ့ဂူပိမှန်ဟာရွာထိပ်အနောက်မြောက်ဖက်မှာရှိတယ်။အလျားပေ20အနံ15ပေခန့်ရှိပါတယ်။ဖန်ဖြင့်ကာယံထားပြီးခိုင်ခန့်တဲ့စံကြောင်းတစ်ခုဆောက်လုပ်ပူဇော်ကြဖို့ကြိုးစားလျက်ရှိကြကြောင်းလည်းသိရတယ်။အုတ်တိုက်အတွင်းမှန်ခေါင်းနဲ့ထည့်ထားတဲ့လက်ပံအိုင်ဆရာတော်ကြီးယုတ်ကလတ်တော်ကိုအပူဇော်ခံထားပါတယ်။ခြေသေးလက်သေးများကရှည်မြဲရှည်လျက်တွေ့မြင်ရပါတယ်။ယခုအခါဆရာတော်ကြီးရဲ့ယုတ်ကလတ်မှာရွှေရောင်တောက်လျက်ရှိရာသိရသမျှမှာကြီးညိုသူများကရွှေမင်တုပ်ပြီးပူဇော်သွားကြောင်းသိရတယ်။ရွာသားများကလည်းရိုးသားသူများဖြစ်တာကြောင့်တင့်တော်သည်မတင့်တော်သည်ကိုမစင်စားမိခဲ့ကြသဖြင့်ရွှေမင်တုပ်တာကိုမတားခဲ့ကြ။ဒါကြောင့်ယခုအခါဆရာတော်ကြီးရဲ့မွေးညင်းစပင်များကိုပင်မတွေ့နိုင်တော့ပေ။ဆရာတော်ကြီးကိုလက်ပံအိုင်ရွာယဟန္တာလို့သမုတ်ကြတယ်။ဆရာတော်ကြီးကကြောက်ပတောင်းမြို့နယ်လက်ပံအိုင်ရွာဇာတိဖြစ်ပြီးAD 1882ခုနှစ်ဇူလိုင်လ28ရက်မြန်မာနှစ်1244ခုနှစ်ဝါကောင်လဆန်း14ရက်အင်္ဂါနေ့တွင်ဖွားမြင်တော်မူပါတယ်။မိဘများမှာခမဲတော်ဦးရွှေကိုင်းနဲ့မဲတော်ဒေါ်ဆိုင်တို့ဖြစ်ကြတယ်။ဆရာတော်ကြီးရဲ့ငယ်မီမှာမောင်ထွားဖြစ်လေတယ်။မောင်ထွားအသက်20ရောက်တဲ့အခါဦးသာဇံဒေါ်ခန့်တို့ရဲ့ပစ္စယနုဂဟဖြင့်ရဟန်းပေါင်သို့ရောက်ရှိခဲ့လေတယ်။ဝဲအမီမှာဦးဆန္ဒဟူ၍ဖြစ်လေတယ်။
မောင်ထွားနဲ့ကနေနံမကိုက်ချေဦးဆန္ဒရဲ့ဥပစ္စေဆရာတော်မှာဥတံဝရဖြစ်ပါတယ်လက်ပံအိုင်ကျောင်းတိုက်ရဲ့ဆရာတော်ဖြစ်လေတယ်ဆရာတော်ဦးဆန္ဒဟာမြန်မာပြည်အနှံ့ကြွရောက်သတင်းသုံးပြီးစာဝါများကိုလေ့လာသင်ယူခဲ့ပါတယ်တောင်ငူမြို့ကိုလည်းရောက်ခဲ့သေးတယ်အဲ့ဒီတောင်ငူမှာဇေတဝန်ကျောင်းတိုက်ဟူ၍ရှိရာထိုကျောင်းတိုက်၌စာချကိုတော်ဖြစ်ခဲ့သေးတယ်ထိုနေရာမှာသတင်းသုံးရင်ဆရာတော်ဦးဆန္ဒဟာယဟန္တာလို့ကြော်ကြားတဲ့ညောင်လွန့်ဆရာတော်ဘုရားကြီးရဲ့ခြေတော်ရင်းသို့စီးကပ်ပူဇော်ခဲ့လေတယ်၎င်းနောက်လက်ပံအိုင်ကျောင်းသို့ပြန်ကြွလာခဲ့တယ်ထိုနှစ်ဟာအေဒီ1945ခုနှစ်ဖြစ်တယ်အဲ့ဒီအချိန်မှာဆရာတော်ဦးဆန္ဒတတ်တော်62နှစ်ရှိလေပြီအေဒီ1946ခုနှစ်တွင်မြန်မာပြည်မှာရောင်စုံတပုံများကြီးစိုးနေတဲ့ကာလဖြစ်တယ်ဒါကြောင့်လည်းနေရာတကာမှာတိုက်ပွဲများဖြစ်နေတတ်တယ်တနေ့သောအခါရဲဘော်ဖြူအုပ်စုနဲ့ရဲဘော်နီအုပ်စုတို့ရင်ဆိုင်တွေ့ကြလေတယ်အလဲကောင်မှာချောင်းချလျက်ရှိတယ်ထိုအချိန်ဆရာတော်ဦးဆန္ဒဟာရွာသားများကိုဇေဒီများအကြား၌ပုံအောင်ခိုင်းထားတယ်အဲ့နောက်ရွာနှစ်ဖက်စလုံးကိုလက်ညှိုးထိုးကဆရာတော်ဦးဆန္ဒပရိတ်တော်များရွတ်ဆိုပါတယ်နိုင်ဝက်ခန့်ကြာသွားတယ်တိတ်ဆိတ်လျက်သာရှိနေပါတယ်ဘာသမ်းမှလည်းမကြားရတိုက်ပွဲခေါ်တန်လည်းမရှိဒါကြောင့်အခြေအနေဘလို့လဲလို့ချောင်းမြောင်းကြည့်ရှုတဲ့အခါရဲဘော်ဖြူရဲဘော်နီအုပ်စုနှစ်စုလုံးနောက်ကျောင်းပြန်ဆုတ်သွားတာကိုတွေ့ရပါတယ်ဒီဖြစ်ရဆန်းဟာဆရာတော်ဦးဆန္ဒနဲ့ဆက်လျင်းပြီးအံ့ဖွယ်ဖြစ်ကြောင်းမှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်အခြားသောဖြစ်ရဆန်းတစ်ခုလည်းရှိပါသေးတယ်ထိုအချိန်ကဘုံကျဲလီရင်များဘုံကျဲနေခြင်းဖြစ်ပါတယ်ဖုတ်ပါတောင်ကြီးဝင်းကျင်မှာစစ်ဘေးကြောင့်ပြေးလွှားသူတို့နဲ့စီကားလျက်ရှိတယ်ဒီအချက်ကိုအခွင့်ကောင်းယူပြီးလင်းပြန်များကဘုံကျဲရန်အိုးအိုးတန်များပေးလျက်ပြန်တန်းကြလေတယ်ထိုအခါဆရာတော်ဦးဆန္ဒမှာကွင်းပြင်သို့ရဲဝံ့စွာထွက်ပြီးလင်းပြန်များကိုလက်ညှိုးထိုးလျက်ပရိတ်တော်များကိုရွတ်ဆိုပါတယ်လင်းပြန်များဟာဘုံမချတော့ပဲအတန်ကြာလဲပတ်ပြီးနောက်လာရလန်းကိုပြန်သွားကြပါတယ်ဤဒီမှာလဲအံ့ဩဖွယ်ဖြစ်ရဆန်းတစ်ခုဖြစ်ပါတယ်အဲ့လိုဖြစ်ရဆန်းတွေနဲ့ပြည့်နှက်နေတဲ့ဆရာတော်ဦးဆန္ဒဟာအေဒီ1951ခုနှစ်ဖေဖော်ဝါရီလ20ရက်အင်္ဂါနေ့နနက်9:00နာရီအချိန်မှာတင်မြင်ခွေလျက်တရားရှုမှတ်နေစဉ်ထူးဆန်းစွာနဲ့ခန္ဓာဝန်ချတော်မူသွားခဲ့လေတယ်ဆရာတော်ကြီးပြန်တော်မူတဲ့အချိန်ဟာတတ်တော်80ရှိပြီလို့သိရပါတယ်ဆရာတော်ကြီးဟာအင်္ဂါနေ့မှာမွေးဖွားပြီးအင်္ဂါနေ့မှာပဲခန္ဓာဝန်ချတော်မူခဲ့တဲ့ထူးခြားတဲ့ယဟန္တာဆရာတော်ကြီးဖြစ်ပါတယ်ဆရာတော်ဦးဆန္ဒကိုလက်ပံအံရွာယဟန္တာဆိုပြီးရဝေးရနီကြော်ကြားလျက်ရှိပါတယ်ယခုထက်တိုင်ယုတ်ကလတ်တော်ကြီးကိုတွားရောက်ဖူးမြော်နိုင်ပြီးလက်သေးခြေသေးများလည်းရှည်လျက်ရှိကအသားရည်များမှလည်းနှစ်ပေါင်း60ကျော်ကြာသည့်တိုင်အောင်အကွဲဆွေးမြေ့ခြင်းမရှိဘဲပဂရိအတိုင်းရှိလျက်ရှိနေပါတယ်ယဟန္တာဆရာတော်ကြီးတွေကိုရှာဖွေဖော်ထုတ်ရမှာလက်လန်းမီတလောက်သာမှတ်တမ်းမှတ်ရများကိုဖတ်ရှုလေ့လာပြီးပြန်လည်ဖော်ထုတ်တင်ဆက်ရတာဖြစ်တဲ့အတွက်အချို့သောထူးခြားချက်များကိုတော့မှတ်တမ်းတင်ထားခြင်းကြုံတွေ့ခဲ့ရသူများမရှိတော့ခြင်းကြောင့်လက်ဆင့်ကမ်းစကားများဟာတိမ်မြုံပြောက်ကွယ်သွားသဖြင့်မသိနိုင်ပေမဲ့အထင်ကရအဖြစ်အပျက်များကိုတော့မှတ်တမ်းမှတ်ရများမှာဆက်လက်ရေးမှတ်ထားခြင်းဖြစ်ပါတယ်အခုလိုယဟန္တာဆရာတော်ကြီးများရဲ့ဖြစ်ရဆန်းများနဲ့ခန္ဓာဝန်ချပြီးဓာတ်တော်ကျွင်းကြံခြင်းအရိယာဝိဇ္ဇာကြီးများရဲ့စမ်းကြဲတဲ့ဂမ္မီယဖြစ်ရတွေကိုလက်လှမ်းမီသလောက်ရှာဖွေတင်ဆက်ပေးနေတဲ့အတွက်ကြီးစုနားဆင်သူများထဲမှာလည်းဒီလိုဖြစ်ရစမ်းကြဲကြုံတွေ့ခဲ့ရတာတွေမိမိတို့ကိုယ်တိုင်ယဟန္တာဆရာတော်ကြီးတွေရဲ့ရုပ်ကလတ်တော်တွေကိုတွားရောက်ဖူးမြော်ခွင့်ရပြီးဓာတ်ပုံမှတ်တမ်းများတင်ထားလျက်ရှိသေးရင်ကျွန်ုပ်အားဆက်သွယ်ပေးဖို့တောင်းဆိုပါတယ်ကျွန်ုပ်ရဲ့ Facebook link ကနေတဆင့်ဆက်သွယ်ပေးဖို့နိုင်ပါတယ် Facebook link ကိုလည်းဒီဗီဒီယိုရဲ့ description မှာ link ချပေးထားမှာဖြစ်လို့အလွယ်တကူဆက်သွယ်ပေးဖို့နိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ထူးခြားစံပြဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကိုမိုက်ဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့တူဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ